你这里爬的没有爬的没有？哦，有的，这个你工地爬的，反正现在还有红雷。哦，你有没有先来过啦？你二十年的钱拿来这，从炒完就回来。对没对没？那个我们也不对，我表弟。你妈嘞，身边啦，这把姑娘别样嘞。ဆရာပဲစဉ်းစားကြည့်လေညီမကောင်းတယ်ညီမကိုဒီပုံစံနဲ့အောင်ထားခဲ့တယ်ဖြစ်တယ်လားဒါ မဖြစ်သေးဘူးလေ ညီမကောင်းလေးနောင်ရအောင်လို့နောက်စပင်ပုံစံလေးချိန်နေတယ် စပင်ကဘယ်လိုပုံစံလေးရှင်းမလဲ ဆရာဆင်ပြေမဲ့ပုံစံပေါ့ကြောက်ခဲ့ဦးကြည့် โอเคအဲ့ဆိုဆရာညီမကောင်လေးနောင်လိုက်ရတော့ဆရာစပင်ပုံစံလေးရှင်းပေးမယ် ခဏလေးနော်ဆရာဖုန်းလာနေဖုန်းကန်လိုက်ဟာလည်းဆက်ပြောလိုက် သင်ပြေလားညီမလေး ဆရာလည်းညီမတို့ကလည်းတိုက်ပြီးစင်လာလို့တော့ဆက်ကြည့် โอเคနောက်လေးစပင်နဲ့ပတ်သက်ပြီးတခုလိုအပ်ချက်ရှိရင်ဆရာတို့စီလာခဲ့နော်